Coming back to Vegas is so excited and I'm happy to be back in boxing and this is my passion. ဖိလစ်ပိုင်လက်ဝဲအကျော်မော်မန်နီပက်ကွီအောင်ဟာမာရီယိုဘာရီယိုစ်နဲ့ထိုးသက်ဖို့မဆောင်နိုင်တော့ဘူးလို့ပြိုင်ပွဲအကျိုးလေ့ကျင့်မှုတွေလှုပ်ဆောင်နေခြင်းတွင်ပြောဆိုလိုက်ပါတယ်။အသက်46နှစ်ရှိပြီဖြစ်တဲ့ပက်ကွီအောင်ဟာလော့စ်အိန်ဂျလိမှာလေ့ကျင့်မှုတွေဇက်တိုက်လှုပ်ဆောင်နေပြီးမာရီယိုနဲ့ထိုးသက်မဲ့ပွဲစဉ်အတွက်သတင်းတောက်တွေရဲ့အမေးကိုသူကအခုလိုဖြေဆိုလိုက်တာဖြစ်ပါတယ်။ Las Vegas ကိုပြန်လာရတာအရန်ကိုစစ်လို့ရှားရပါတယ်။လက်ဝဲထိုးရတာကိုကျွန်တော်ပြောပါတယ်။ဒါကကျွန်တော်ဝါသနာလေးဖြစ်နေလို့ပါ။လက်ဝဲလောကကနေ4နှစ်လောက်အနားယူလိုက်တာဟာကျွန်တော်အတွက်တော့ပိုကောင်းလာတယ်လို့ခံစားရပါတယ်။အခုတော့လက်ဝဲကြိုးအိုင်းနေစီပြန်လာဖို့အတွက်အရန်ကိုစားလောင်းနေပါပြီ။မာရီယိုနဲ့ထိုးသက်ဖို့ကိုလည်းမဆောင်နိုင်တော့ပါဘူး။ကျွန်တော်အဆင်ပြေပါတယ်။ဒါမဲ့ပွဲအတွက်လည်းအပြင်းထန်လေ့ကျင့်မှုတွေလှုပ်ဆောင်နေပါတယ်။အရင်ငယ်ငယ်တုန်းကလှုပ်ဆောင်ခဲ့တဲ့အတိုင်းအားလုံးကိုလိုက်လုံနိုင်ပါတယ်။ကျွန်တော်အတွက်စိတ်ပူစရာမရှိပါဘူး။မာရီယိုနဲ့ထိုးသက်ဖို့ကိုလည်းစိတ်လှုပ်ရှားနေပါတယ်လို့မန်နီကသတင်းတောက်တွေကိုပြောဆိုခဲ့တာဖြစ်ပါတယ်။မန်နီပက်ကွီယောင်ဟာလာမယ့်ဇူလိုင်လ19ရက်နေ့မှာတော့အသက်30အရွယ်အမေရိကန်နိုင်ငံသားဝယ်တာဝိတ်ချန်ပီယံမာရီယိုဘာရီယိုစ်နဲ့ချန်ပီယံကပတ်လူပွဲအဖြစ်အမေရိကန်နိုင်ငံ MGM Grand Garden Arena မှာထိုးသက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။